ချန်ငင်တို့စခန်း21တွေခါမီဝဲရာသီမိတ်တဂိမ်မန္တနဲ့စိတ်တရကျဲတိန်ကိုလေမာစံပဲကွန်ကတိန်ပွေကြလျင်ဒေသသာလှမ်းလှိလီညံမာလို့နှစ်ဆန်းရဲ့တင်ညာတစ်တာဖန်တော့တယ်နိုင်ငံရော့ပြည်သူမှာပန်းစုယူတာရီတော့ငိမ့်မှုလွန်လာတယ်လေစာသားလေးတွေကဖတ်လို့ကောင်းလိုက်တာဦးကျော်ရဲ့တကူးလာပွဲတဲ့တချင်းလေးလို့နားထောင်တော့လဲအင်မတန်နားထောင်လို့ကောင်းမြန်တာပဲဒေါ်ကြည်အောင်ဆူထားတဲ့တပြေခဲနဲ့ရီပက်ထဲမှာပါတယ်လေတီဝိုင်းကြီးနဲ့များကိုယ်တိုင်ဝင်းဆိုလိုက်ရရင်ဖြင့်ဘယ်နဲ့ပြောပါလိမ့်ဗျာအရသာကိုရှိနေမှာပဲတခါတော့မူရတဲ့ကြံကိုဘာသားနဲ့အလေလိုက်သွားတော့ဆိုဦးခဲ့မိန်းကလေးတချင်းမို့လို့ခါတိုင်းမပပဆိုနေကြအောင်အတက်နေရောက်တော့သူကအတန်နေနားနေတာနဲ့နေုံကွယ်စူကြည်စမ်းမရသေးဆိုပြီးအမှတ်တမနစ်တက်ဟဲတာနားထောင်နေလို့တော့မသိဘူးဆိုရတဲ့သူမတော့ဤစိတ်ညာပဲပြန်မရနိုင်တဲ့အချိန်ကြီးပေါ့လေမနေ့ကရေးတင်တဲ့စာရမှာဖြင့်တေးသံမချူပန်းတွေငိုးဆိုပြီးတရက်ပဲကူရသေးတယ်သူပဲဘလောက်မလဲလွမ်းတေးမဆုံးစီနဲ့စောသခင်ထလုံနေပြန်ပြီမူချင်းရဲ့စီရလဲမြန်လွန်ပါတယ်နော်စိတ်တေနာနိယတိလောကောအော်ဟောတင်းညာရောက်ပြီကောဆိုတဲ့ဘာညာကြီးတောင်တတိယသွားပြန်ပြီအဲ့ဒီတုန်းကတော့ချင်းတွင်းကြော်စွာလိုင်းဆိုတဲ့ငါအဘကိုကွန်မြူနတီဖျားတကာကြီးရဲ့လို့စားရဲတောင်ထည့်ရမိသေးတယ်။ဂိုင်းအခုဝစ်လေပြီအဘကြီးဟောဒီဆရာဝန်ကွန်မြူနတီကောင်ကတိုးရဲကနေအဘကိုတနေရပြီ။ကြည်သမ်းမအောင်တကယ်လို့များမုံဝါဆူရတိတတ်တဲ့သူတွေတကြိုင်လျှောက်လို့အကြံဒီမမြောက်ဖြစ်နေခဲ့ရင်ဦးလေးခံရီတော့ကလိုပဲမီဒရင်လေးပိုက်ပြီးချစ်ကားလေးတစ်စီးနဲ့ကျုပ်စီတက်ခဲ့ကြသမှာလားဗျာရေကြော့ကျင်လို့ပါခါနွေစမ်းလေးတူတူဆိုကြရအောင်လေမလေးနားရဲတောင်ကြားရောင်လာပြီနော်စိုက်ကဲပေါင်ရအောင်စိုက်ကဲပေါင်ရအောင်ဆိုတာလေတော်တဲ့တောင်ထဲရောက်နေတဲ့သူတွေဟာညှို့ပေါ်ကသပင်ပွဲလန်းစီယာအခါရာသီလေးများရောက်ရင်ရွာဘိုးထိုးလာတာကိုလွန်းတယ်လို့ရင်ဖယ်ရှာတာလားမသိပါဘူးမဲစာရောက်တဲ့ community လက်ဝဲသုံးတရာတောင်ကစုံလာရောက်တာနဲ့ပွဲခါညောင်ကြီးသွန်းမြဲပေတီးဆိုထားလို့တာပဲမဟုတ်ဘူးလားကိုကတော့ပွဲတွေကိုလွန်းတာမဟုတ်ဖဲတချင်းတွေကိုလွန်းတာပါတပေါင်းလုံးကလည်းတပေါင်းမို့လို့ရာသီတော်ဦးလေးဆိုခြင်းမိတယ်တတော်လုံးတစ်တောင်လုံးအယောင်လေးတွေစုံနေအောင်ရွေဟောင်းရွက်တဲ့လဲကြလို့ဟိုငါနေဟိုဝေးတနေရာမှာတယောက်တည်းသွားနေရတဲ့အခါကိုနားထဲမှာတချင်းတန်နေဟာဘလူလူနေရင်ကိုအော်တိုပလေးမှုနဲ့ရောက်လာတဲ့အဲ့ဒါဘူတန်မှာနေကြတဲ့ကတတိထားမိတယ်တရားစခန်းဝင်တဲ့အခါကိုပြဿနာမနဲ့စောပြီးထားရတာညသာမစားရတာငါချင်းကြိုက်ခဲတာတွေမဟုတ်ပါဘူးတချင်းတန်ကြီးကြားရောက်နေတဲ့ပြဿနာပဲရှိတယ်တချင်းလေးသေးရင်လိုက်လို့တင်မလို့အဲ့လိုစိတ်ကူးမရှိပေမဲ့လေကိုကတော့အဆူတော့မဟုတ်ပါမဟုတ်နဲ့မသေးမချင်းတချင်းနဲ့မကင်းနိုင်တဲ့အစားတွေမှာပါတယ်အခုစာရေးနေတဲ့အခိုင်မှာလားတင်းညံလေးညင်းလူလင်းမြူရှင်တော့ပြီဆိုတဲ့ခါပေါ့လင်းကြီးကနေလေပြင်းလေးမကြတဲ့ကြဖြစ်လာလို့ဆေးရုံမှာကဲလာနဲ့ထောက်ထားတဲ့လေကာရွက်ဖြင်ကြီးတွေတဝုံဝုံလန်ထွက်ကုန်ရောတည့်ရတရားတော့ကျွေးစရာမကြံတော့ဘူးယူရန်ပြန်မှာပြေပူနုလေးတွေပဲကြံတယ်တည့်ရသည့်အခင်းလေးတွေတဖြုတ်ဖြုတ်ကျူတာဖြင့်ကောက်လို့တောင်းမနိုင်ဘူးလေကခေါ်လာတော့မိုးကလည်းထက်ချက်မကွာလိုက်လာပြန်ရောဒီနေ့ဖို့တော့နေမပွင့်တော့လို့ဆူလာပြားတွေအားဝင်စရာမရှိတော့ဘူးပေါ့ဒီရက်မှာရွာတဲ့မိုးကလည်းကိုယ်စီရနဲ့မတူပါဘူးလေမိုးရင်းလဲမိုးရင်းမို့လို့စောင်းရင်းကြတော့လဲစောင်းရင်းမို့လို့ခုလိုနှွေးခေါင်ခေါင်ကြီးလဲချွင်းညက်မထားရွာကူရွာနိုင်လွန်းပါတယ်
ခါမဟုတ်ဖဲမိုးရပြန်တော့ဦးမိုးတွေဝါချင်းခါလေးချင်းခါဟုတ်ဖဲနဲ့လွမ်းရတယ်လေဒီမိုးတွေအုံဆန်လာတော့အမုန်နာဝလာဟရဲ့ကအာနာပြပြင်းထန်ငါသာပတင်းမြန်တယ်မင်းဆန်တဲ့ရွှေမိုးဆိုပြီးညှိုးရတယ်မုံမုံလေးရွာနေပြန်တော့လေမိုးလေးဖွဲတော့တတိရတယ်ပူတယ်လို့မပြောလိုက်ပါနဲ့ပေါ့ဘာနဲ့မှမလုပ်ဖဲဒါတောင်ဒီအရက်ကအနောက်တောင်ဘယ်ရက်စီမှမသိလို့အမို့ဆိုရင်ဒီမိုးမောင်လုံးမောင်ဝုန်းပြရစီခင်လာအောင်ပါဒီမှာတခါမိုးရွာရင်တပတ်10ရက်လောက်ကြာချင်းကြာပါတယ်လေးစုံတော့ဝလဲတော်နဲ့နေစဉ်ခါများဆိုဝတ်တင်မချောင်းနိုင်လို့မီးကင်ဝေးရတာဗျာမိုးရွာရင်အပြင်မထွက်ရပါဘူးဆိုမှဖုန်းကြီးကလည်းလိုင်းပြောက်ကုန်ရောပရင်းမောက်ကနေငှက်ကလေးတွေအုပ်လိုက်ကြီးမိုးခိုးလာတာကိုရီးယားကကြည့်တယ်လို့ထိုင်ကြည့်နေရတယ်အဲဒါကြောင့်တချင်းများနဲ့ကိုဒီကဘာကိုတာယာပျော်ရွှင်နိုင်ပါစေသားကိုဟဲဆိုပြီးကိုစုကိုကြားတည်တယ်များအစီအစဉ်စတင်ရတယ်တော်တော်အားရနာပဲနော်ခမရတချင်းလေးတီးလုံးနေတဲ့အချိန်သူများရေထဲမှုထဲမှာတိုက်ပွဲတွေဝင်နေရတာဗျာလို့ငူတန်ပါကြီးနဲ့လာမှတ်တဲ့သူတွေအတန်တော့ကိုကြားနိုင်ကြမရှိပါဘူးလိုင်းမှမမီတဲ့ဟောက်ခုကာလာမှာ 24/7 လိုင်းပေါ်မှာဆဆရကလုံနိုင်တဲ့သူဆိုတာနန်ကြားမဟုတ်ရင်စူပြည့်ပြန်နေတဲ့စန်ဒီပဲရှိလိမ့်မယ်တိုက်ပွဲဆိုတာတော့ကိုရုစီမှာလည်းရှိတာပါပဲဗာများဆန်းလို့လဲမိုးရွာလို့တိမ်အုပ်နေတဲ့အချိန်ဆိုရင်လေချောင်းရံအေးတယ်အောက်ပြဖုန်နေတသားပြက်မကြအောင်တောင်မနေယုံနေရလို့ပေါ့နေပူတဲ့အချိန်မဲ့သူတို့ကြောက်ရတာမိုးရွာရင်ရေပေါ်မယ်ဆိုတာအောက်ပြည်အောက်ရွာမှာပဲရှိမှတင်တယ်ဒီမှာတော့မိုးရွာပြီးရင်တောင်ကျရေတွေဆင်းလာလို့ရေတွေကနှောက်သွားရောသုံးလို့ချို့လို့မကောင်းတော့တစ်ပင်တွေအမိုက်တရိုက်တွေမျောလာပြီးရေစီးလေးအရန်တန်တယ်ဆိုးတာကတော့ကားလမ်းတွေပွဲပေါက်သွားပြီးဘာကားမှမဝင်တော့ဘူးမနေ့လာနေကြကုံသိန်းတွေတောင်မလာနိုင်တော့ဘူးစူသောလမ်းမချောက်မချင်းပို့တာသောမြစ်တာကိုသာရနိုင်တော့မယ်ပေးပို့အပ်သောစီးပွားပစ္စည်းများကတော့စောင့်ရဦးမှာပေါ်တဲ့ကိုလူရဲ့ရှင်ဖြစ်သွားပြီအခုလိုမျိုးတကြံမိုးရီတကူးလီကစေတနာတွေပိုလွန်းတာကြောင့်ဘရောက်ဖူးလေးပွင့်များပွင့်တော့မှလားလို့ဘရောက်ပင်ကြီးတွေကိုလိုက်ရှာကြည့်တဲ့အခါဘေးမှဝေးရှာစရာမလိုဘူးခွဲကန်းအဝင်ဝါမှာအရေးကလေးကိုအောင်ခြံထားတဲ့အပင်ပြူလေးကဘရောက်ပင်ဖြစ်နေတယ်ကလေးဘွားတော်ကကိုယ့်ရင်ရှိမှာရီလောင်းဆိုင်ခဲ့တဲ့အပင်နဲ့အတူတူပဲဘရောက်တော့ဘရောက်ရွှေဘွားဘရောက်မဟုတ်ဘူးဘရောက်စိမ့်အန်တီချို့တချင်းလေးကြားအောင်လာပြန်ပြီနော်ဒုက္ခပါပဲတော်ပါသေးရဲ့ဒီမှာလိုင်းမကောင်းတော့စစ်ခွေးတွေစစ်ကြောင်းထိုးလာရင်ဦးရဆိုးကြတော့ဘာလို့ကြားအောင်စရာအကြောင်းမရှိတော့ဘူးဂျပန်ခေတ်ကကြံနေခဲ့တဲ့မူဒီကလည်းမဲဆဲပဲရွာနေတယ်ဆိုတော့ဘာရှင်အဟောင်းကြီးကလေးက update မလုပ်ဖဲထားတာလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတော့ကိုတို့အရင်နေခဲ့တဲ့စခန်းလေးပေါ်မှာဘုံနာကျဲသွားတယ်ဘယ်ဟာရှင်အဆူဆူစောင်းရှောက်လို့လူထိခိုက်မရှိဘူးကိုတို့စခန်းမှာရှိတော့ကလည်းလာတယ်ပစ်တယ်မထိတာဘုံခုချင်းနဲ့ဆင်းဆင်းနေကြတယ်လေဂုတ်ကလေးတွေပူလို့အေးချင်းလေးမာစုလို့အလူရဲ့ထိုင်ကဂါထာမန္တန်ရွအနာရီကြောင့်ဘေးပြောက်လို့ရံပြေးဖရကေရာရီဆိုကိုထိတင်ဝင်အတန်ကြီးကြားမိပြန်ရောငါနေနော်ခုနေခါများဆရာစုအတန်လေးကိုယ်တိုင်ကိုကြငါတော့တဆင်တယ်လို့စန္ဒရှိရင်တော့မနစ်ကတင်ခဲ့ဘူးတဲ့ဗီဒီယိုဖိုင်တွေထဲမှာပြီးတော်ဝင်ဆိုတဲ့တပုတ်ရှိလေရဲ့ဗျာရေးမတ်တက်ကိုဆိုပြခြင်းလားစူနေတယ်ပဲအောင်မလိုက်ပါတော့ဘူးမှမကြားပဲခုဖတ်တာကိုစိုးနေတဲ့တခြင်းလေးတပုတ်ပေါ့ချစ်ခင်ရတဲ့အားလုံးမိတ်ဆွေနေတိုင်းပဲသတိရပါတယ်လေကျုပ်တို့မြို့မှာအသင်းသားများတွေတောင်ယူရန်စကိုင်းဘက်မှာနေကျမ်းမာကြရဲ့လားလို့မြို့မှာမောင်တွေရွှေမှန်သူဆွေမိလိုက်တန်နေအော်ကျမ်းမာကြပါရဲ့လို့မြို့မှာမောင်တွေရွှေမှန်သူတွေပြောလိုက်ပါဆွေစကိုင်းမှာပဲစိတ်ကဆွဲနှက်ပြေတခါတလေတော့မျောမှန်းနှွမ်းစိတ်တွေပြန်ရင်စောတွေရောက်ချင်းစောနဲ့စိတ်စောမိရဲ့လေ